ချစ်တဖဲလို့ရေငါလောက်ချစ်တာငါပဲရှိတယ်တိတ်ချစ်ခဲ့တာငါပဲတည်တယ်ဘဝမှာအောင်မြင်လက်တွေ့အသက်တင်ကွန်တာ International Chess ပဲရှိတယ်အဲ့ဒါဆရာမဘဝမှာတကယ်နောက်တစ်ခေါက်ပြန်ဆိုပြမယ်နော်ချစ်ပဲလို့ရေငါလောက်ချစ်တာငါပဲရှိတယ်တိတ်ချစ်ခဲ့တာငါပဲတည်တယ်ဘဝမှာအောင်မြင်လက်တွေ့တက်တင်ကွန်ပျူတာ and international chess ပဲငါဘဝမှာရှိတယ်ထို့အတူနော်ချစ်တဲ့ဘက်လူရင်းနဲ့တူတူပေါ့အားဆရာမရဲ့မှတ်ကန်စုဘဝရဲ့ချစ်နေပါပဲအားလုံးကိုချစ်တယ်နော်ချစ်တဲ့ဘက်လူရေဆရာမဘာပဲလို့ချင်းတိတ်ကောင်းလို့ပဲကျင့်တယ်ချင်းလေးကတားကောင်ခန်းတဲ့နေရာမှာကြီးတေးတအားပဲတုံးတယ်ထို့အတူပဲဆရာမချစ်တဲ့ဘက်တို့အားလုံးကိုချစ်တဲ့နေရာမှာအချစ်ချင်းကတူတူပဲသင်ချမှုမှာလည်းဆရာမဘယ်သူမဆိုတူတယောက်ချင်းစီတိုင်းကိုဘယ်မလိုက်ပဲနဲ့တက်အောင်သင်ဖို့တားလို့သမီးတို့ရဲ့ချစ်တဲ့ဘက်တို့ရဲ့မျက်လုံးလေးတွေကလေးလေးတွေချစ်တဲ့ဘက်တို့ရဲ့စိတ်ခံစားမှုလေးတွေကိုကြည့်ရှုပြီးမှဆရာမတင်တာအဲ့တော့ဆရာမရဲ့ course ကဘယ်သူမှကူချလို့မရပါဘူးဆရာမရဲ့ course ကဘယ်သူနဲ့ထက်တိုင်လဲဆိုတော့ဆရာမအောင်မြင်လက်တွေ့အသက်တွေကုနာတင်နန်းမှာရဲစစ်တွင်ရင်တင်နန်းရဲဒီတာရှိတင်နန်းရဲလာတက်နေတဲ့တပည့်လေးလုံးနဲ့ပဲထက်တိုင်ပါထို့တပည့်တို့တွေဆရာမကနှလုံးသားနဲ့ယဉ်ပြီးရေးဆွဲထားတဲ့ course ပါနော်ကြည့်လိုက်ပါဟာလေဘဝမှာအောင်မြင်လက်တွေ့အတက်တဲ့ကွန်ပျူတာ International Chess ပဲရှိတယ်ချစ်ပဲလို့ငါလောက်ချစ်တာငါပဲရှိတယ်ငါလောက်သိချစ်ခဲ့တာငါပဲတည်တယ်ဆရာမတီးလို့ချစ်တဲ့ဘက်လေးလို့လည်းတီးဖို့လိုအပ်တယ်နော်โอเคချစ်တဲ့ဘက်တယောက်စီတိုင်းကိုဆရာမချစ်တယ်ဆရာမရှိကတင်နှန်းဆင်းသွားတဲ့တပည့်လေးတွေရယ်ဆရာမရှိမှာတင်နှန်းတက်နေစေတင်နှန်းသားတွေရယ်ဆရာမရှိမှာတင်နှန်းတက်ဖို့ကြိုးစားနေတဲ့ချစ်တဲ့ဘက်အားလုံးတိုင်းကိုဆရာမဝကဲမှာဆရာမကိုမစင်ကြားတော်၎င်း Facebook ကနေတော်၎င်း Telegram ကနေတော်၎င်း Viber ကနေတော်၎င်း TikTok ကနေတော်၎င်းဆရာမကိုဒုမဟုတ် online ကနေတော်၎င်းထို့နည်းတူစွာဖုန်းစနစ်နဲ့ဓာတ်တွေတကောင်ဆက်တွေ့ပြီးတော့ဤပညာလေးတွေမင်းမြန်းလို့ရတယ်ဆက်တွေ့လို့ရတယ်စိတ်မွကြက်လာရင်ခံစားချက်တွေရှိနေရင်ပြင်းထန်နေရင်စိတ်ဖိစီးမှုများနေရင်ဆရာမကို HOME ဟိုးဆိုပြီးတော့တတိယလေးကိုရင်ဖွင့်လို့ရတယ်ဆရာမသားလို့တမီးလို့ပြောမယ်ရင်သွင်းခံစားချက်လေးတွေကိုနားဆင်ပေးပြီးတော့လေခံစားမယ်ကိုချင်းစာမယ်လမ်းညွန်မယ်ဥဆောင်မယ်ဖြည့်သိမ့်မယ်ပရိုဂရမ်လေးတွေကိုဖြည့်ရှင်းပေးမယ်နော်အဲဒါဆရာမသားလို့ရဲ့လီဒါရှစ်ပါတယ်အားလုံးကိုချစ်ပါတယ်အောင်မြင်ရတယ်ကြိုဆိုလက်ပါဒီခေတ်မှာအောင်မြင်ကို join လေးရင်အရင်ဖြစ်နေသွားမယ်ဘာကြောင့်လဲအောင်မြင်ရကျူသုံးကျူနဲ့တင်ကြားနေတာမဟုတ်လို့ပါဘာကျူတွေလဲသိပါတယ် EQ IQ HQ ကျူသုံးကျူနဲ့နော်ဆရာမကို join မယ်ဆိုရင်တော့3964234143တို့join နေပါရှင်ဆရာမရဲ့အကောင့်နာမည်တွေကတော့အောင်မြင်လက်တွေ့တက်တည်ကွန်ပျူတာ and international chess တဲ့မှတ်ထားနော်အားလုံးချစ်လျက်ကြိုးစိုးနေရဲ့မိသားစုကခါလဲပိုးလိမ့်မယ်နော်
ဆရာမရှိမှတင်တဲ့လာရောက်တက်ရောက်ပြီးတော့တင်တဲ့သားတို့ဒီ၎င်းတင်တဲ့တက်ရောက်နေစေတင်တဲ့သားတို့ဒီ၎င်းလာရောက်တက်ရောက်နေတင်တဲ့သားတို့ဒီ၎င်းအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးငွေချင်းနဲ့ပတ်သက်နိုင်ရင်လောကမှာအဖို့ပြမရှိပဲပြည့်စုံရရင်ဘဝမှာအခက်ခဲတွေအားလုံးကိုဂျေးစွန်ကဲ့သို့ဂျိမ်းမဂျမကဲ့သို့ခက်ခဲအားလုံးကိုကြော်လွှားဖြတ်တန်းရင်ဆိုင်ကဘာလာခေါင်းတော်လေးတွေဖြစ်ပြီးလာမဲ့ဘေးကိုပြေးတွေ့နိုင်ကြပါစေလို့ဆုမွေချွေလေးပါတယ်ရှင်အားလုံးကိုချစ်လျက်ဆရာမ